Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတော့ကျွန်တော်တက်စမဲအကြောင်းအရာလေးက cash ငွေသားကို ATM ဆက်မှာမိမိဘဏ်အကောင့်ထဲသို့ဘယ်လိုလွှဲပြောင်းမလဲဆိုတာကိုပြပြချင်ပါတယ်။ Okay စလိုက်ကြရအောင်ပထမဆုံးအနေနဲ့ ATM ဆက်အမျိုးအစားရွေးချယ်ရပါမယ်။ဘယ်လိုဆက်အမျိုးအစား ATM ဆက်တွေက cash in cash out လုပ်ရလဲဆိုလို့ရှိရင် ATM ဆက်ပုံမှာ deposit and withdraw ဆိုတဲ့စာတန်းလေးထားလို့ရှိရင် transfer လုပ်ရပါတယ်။ Okay ATM ဆက်မျိုးစားရွေးချယ်ပြီးလို့ရှိရင်အခုကျွန်တော်ပြထားတဲ့အတိုင်းဆက်ထဲကိုမိမိဘဏ်ကတ်ထည့်ပါမယ်ပြီးလို့ရှိရင် password ရိုက်ထည့်ပါမယ်ကိုယ့်ရဲ့မိမိရဲ့ password ရိုက်ထည့်ပါမယ် password ရိုက်ထည့်ပြီးလို့ရှိရင်တွေ့ရမှာကျတော့ cash withdraw and cash deposit ဆိုတော့တွေ့ရမယ်ကျွန်တော်ဘဏ်အကောင့်တွေကိုထည့်မှာဖြစ်တဲ့အတွက် cash deposit ကိုနှိုက်ပါမယ်ကျွန်တော်ဒီနေရာမှာတွေ့ရမှာကျတော့ Other DBS POSB account ရေနောက်တစ်ခါကျတော့ POSB saving ဆိုတာလေးတွေ့ပါမယ်အဲ့ဒီကဘာတွေကွာခြားလဲဆိုလို့ရှိရင် Other DBS POSB account ဆိုတာကျတော့တခြားဘဏ်အကောင့်ကို transfer လုပ်ပေးတာပေါ့နော်ကျွန်တော်ကကျတော့မိမိဘဏ်အကောင့်တွေကိုထည့်မှာဖြစ်တဲ့အတွက်ကြောင့် POSB saving ဆိုတာကိုလည်းနှိုက်ပါမယ် POSB saving ဆိုတာလေးကိုနှိုက်ပြီးလို့ရှိရင် next ကိုနှိုက်ပါမယ် next ကိုနှိုက်ပြီးလို့ရှိရင်cash in deposit လုပ်မယ် box လေးပွန်းလာပါမယ် box လေးပွန်းလာလို့ရှိရင်အဲ့ box ထဲမှာကိုထည့်မယ် cash ငွေသားပမာဏကိုထည့်ပါမယ်ပြီးလို့ရှိရင် next ကိုနှိုက်ပါမယ် next ကိုနှိုက်ပြီးလို့ရှိရင် processing လုပ်နေတာကိုခဏစောင့်လိုက်ပါ processing လုပ်ပြီးလို့ရှိရင်ကိုထည့်ထားသောငွေပမာဏကိုပြတဲ့စလီလေးပေါ်လာပါမယ်ပေါ်လာလို့ရှိရင်အောက်နားလေးမှာညာဘက်နားမှာရှိတဲ့ confirm ဆိုတာလေးကိုနှိုက်လိုက်ပါမယ်ဒီနေရာကျတော့နောက်ဆုံး complete ဖြစ်သွားပြီပေါ့နော်ကိုအကောင့်ထဲကို transfer လုပ်တဲ့ဟာပြီးဆုံးသွားပါပြီဆက်ထဲကနေကတ်လေးထွက်လာပါမယ်ပြီးလို့ရှိရင်ကိုထည့်ထားတဲ့အမောင်းကိုပြတဲ့စလီလေးထွက်လာပါမယ်နောက်ဆုံးတော့ဒီဗီဒီယိုလေးကနေပြီးတော့ cash in deposit ပြုလုပ်ဖို့လေးကိုအဆက်ဆက်ကြည့်ပြီးတစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်